2ကောင်ကျမက4ကောင်ကြားရီက2ကောင်ကျမက4ကောင်အားလုံးပေါင်းတော့ညီလေးတို့6ကောင်ဒီပါနေသည် ဟိုရေးစားပထမကအရင်အရင်ကလည်းအိုးလဲဦးဆိုတဲ့နံပါတ်1ပါအတူတူပဲနံပါတ်1ရှင်းပါပွဲမရှိတော့ တုံညဗျတော့ညပဲရှိမှာပေါ့ ဒါတော့လူဆိုတာတေမျိုးကြီးပဲဗျတေမရဲ့ဖို့ထမင်းစားပြီးစောင့်နေကြတာဘယ်နေ့တေမဆိုတာမသိကြဘူး ခဲသိပါမယ် ဘုတလင်လူသားမှန်သမျှပုထုဇဉ်မှန်သမျှ ပုရုဇဉ်မှန်သမျှသိကြမှန်မယ် ဟုတ်ပါရဲ့ ဒါကြောင့်မြတ်စွာဘုရားကဟောတော်တာ ဘာဟောပါလို့ မမီတော့မသိလိုက်ဘူး ဟဲ့ ဆိုတာမဖြစ်ရအောင်လို့ ပြောအနိစ္စဆိုတာအမြဲမရှိအနိစ္စဆိုတာအမြဲမရှိဒုက္ခဆိုတာဆင်းရဲခြင်းအနတ္တငါ၏ခန္ဓာငါကိုမဟုတ်ပါလားအဖေမေမွေးလိုက်တယ်ကိုပါလား